ဒီနေ့မှာကျွန်တော်တို့နှုတ်ဘတ်တော်ကိုဗာတဲ့အခန်းကြီး20အပိုက်ငယ်တိကနေခုနှစ်ဖြစ်လာတယ်ကျွန်တော်တစ်ပိုက်ချင်းစီကျွန်တော်ဆိုသွားလို့လည်းငါဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ရင်းဆုံးစဖတ်ပါမယ်ဥပမာကကောင်းကင်နိုင်ငံတော်သည်စပြည့်ဥယျာဉ်ကိုလှုပ်ဆောင်သောသူတို့ကိုငားခြင်းကနည်းနည်းဆော့ဆော့ထွက်သွားသောအိမ်ရှင်နှင့်တူ၏သူတို့ဒီတနည်းနည်းဒီကနာပြားစီပြီးမယ်ဟို၍လှုပ်ဆောင်သောသူတို့ကိုကံပြီးမှစပြည့်ဥယျာဉ်သို့ဆေလွတ်လေ၏နည်းနည်းတစ်ချက်ကြီးအချိန်၌ထွက်ပြန်လျင်အခြားသောသူတို့သည်အလုတ်ကိုမလုတ်ဈေး၌ရက်နေသည်ကိုမြင်၍တို့လည်းငါစပြည့်ဥယျာဉ်ကိုသွားကြတော်လျော်စွာငါပေးမည်ဟုဆိုလျင်သူတို့သည်သွားကြ၏တဖန်တဖန်နှစ်ချက်တည်းအချိန်သုံးချက်တည်းအချိန်နိုင်ထွက်၍ရှင်းဤတူပြုလေ၏စေတနာ၏အချိန်၌လည်းထွက်ပြန်ရင်အခြားသောသူတို့သည်အလုပ်ကိုမလုပ်ရက်နေပြီးတွေ့၍တို့သည်တနည်းလုံးကိုမလုပ်ဘဲဤပြေကအပေချောင်းစီချက်တနည်းမိတော့ခေါ်တော့ထိုသူတို့ကကိုတော်တို့ကျွန်တော်တို့ကိုအဘယ်သူညမငားပါဘူးပြောဆိုလျင်သင်တို့လည်းငါစပြည့်ဥယျာဉ်သို့သွားကြတော်လျော်စွာရကြလိမ့်မည်ဟုဆိုလေ၏နှုတ်ကပတော်ကလည်းစက္ကန့်ချပါလေဝိညာဉ်တော်ဖျားဤနှုတ်ကပတော်အဖြစ်ဝိညာဉ်ဖျားကျွန်တော်တို့နားလဲစေတော်မူပါကိုယ်သိစေကျွန်တော်ရကိုသိစေတော်မူလျက်ကိုတော်ပြောခြင်းတော်ရကိုနားလဲစေလျက်ထိုနားလေသောရကိုလက်လျှောက်ခြင်းတော်လည်းပါပြီအကြောင်းဝိညာဉ်တော်ဖျားမှာစာတောင်းကြပေးပါဒီနေ့မှာပရိုရှပါနှုတ်ကပတော်ကိုဖြည့်ဆည်းခြင်းတော်ဖြည့်ဆည်းနိုင်သောဝိညာဉ်စုရဲ့လို့ဆိုချက်လို့ယေရှုနာမနဲ့စီတာပါယေရှုနာမနဲ့ဖြည့်ဆည်းပါ၏ယေရှုနာမမှာလည်းကျေးဇူးတော်ကိုချီးမွမ်းစက္ကန့်ပိုင်းနဲ့ခင်အာမင်ကျေးဇူးတင်ဒီနေ့နှုတ်ကပတော်ကြည့်တဲ့အခါမှာကျွန်တော်တို့စပြည့်ဥယျာဉ်ကိုကျွန်တော်တို့ကောင်းကင်နိုင်ငံတော်စကောင်းကင်နိုင်ငံတော်ကတဲ့ဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့စပြည့်ဥယျာဉ်ကိုလှုပ်ဆောင်သောသူတို့ကိုငားခြင်းကနည်းနည်းဆော့ဆော့ထွက်သွားသောအိမ်ရှင်နဲ့တူတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ရှင်ကောင်းကင်ဒီမှာကျွန်တော်တို့အဓိက4မျိုးတွေ့ရတယ်။ဒီမှာကျွန်တော်ဖတ်သွားတဲ့အခါမှာတော့3ယောက်ပဲတွေ့တယ်ဒါပေမဲ့အောက်မှာကျွန်တော်16တိကြည့်တဲ့အခါမှာ4မျိုးအဓိက4မျိုး4ချက်တွေ့ရတယ်4မျိုးတွေ့ရတယ်နော်။ပထမဆုံးချက်ကဘာလဲဆိုလို့ရှိရင်ဥယျာဉ်ဖြစ်တယ်။နောက်တစ်ခုကကျတော့ဥယျာဉ်ရှင်ဖြစ်တယ်။နောက်တစ်ခုကကျတော့လုတ်သားဖြစ်တယ်။နောက်တစ်ခုကကျတော့ဥယျာဉ်ရှင်ရဲ့ဘယ်လိုပြောမလဲငွေဘဏ္ဍာထိန်းဖြစ်တယ်။ဒီမှာရှစ်မှာကျွန်တော်ကြည့်တဲ့အခါမှာမိဆိုင်ရေးပေါ့နော်စရေးငွေဘယ်ငွေကိုဘဏ္ဍာထိန်းတဲ့သူဖြစ်တယ်။ဒီညမှာကျွန်တော်တို့၄မျိုးကိုကျွန်တော်တွေ့ရတယ်။၄မျိုးကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒီຢာကဘာပုံဆောင်လဲဆိုတော့ကျွန်တော်တို့ကယ်တင်ရှင်ဖြစ်တဲ့ယေရှုခရစ်တော်ကဥယျာဉ်ရှင်ဖြစ်တယ်။ဖခင်သခင်ပေါ့နော်တရားကြီးပြောဖခင်သခင်ကဥယျာဉ်ရှင်ဖြစ်တယ်။ကျွန်တော်တို့ဥယျာဉ်ရှင်ကတကယ်တော့ကျွန်တော်တို့ကိုဥယျာဉ်မှာအလုပ်လုပ်ဖို့အတွက်ဥယျာဉ်ရှင်ကသူ့ရဲ့စာရေးကိုခိုင်းလို့ရခိုင်းပြီးတော့မင်းလုပ်သားတွေသွားရှာပွားဆိုပြီးမနေ့မှာစင်လို့ရပြီမဲ့ဥယျာဉ်ရှင်ကစာရေးသူ့ရဲ့ကြုံသူ့ရဲ့လက်အောက်တွေကိုမစင်လို့ပဲနဲ့သူကိုယ်တိုင်လာပြီးတော့လုပ်သားကိုရှာတယ်ဆိုတဲ့အဓိကအချက်ကိုကျွန်တော်စင်ကြင်မိတဲ့အခါမှာဖခင်သခင်ကကျွန်တော်တို့ကိုကယ်တင်ဖို့ရလို့လားသူကိုယ်တိုင်မြေကြီးကိုဆင်းကြွလာပြီးတော့ကျွန်တော်တို့အပြစ်တွေအားလုံးတို့သူကိုယ်တိုင်လာပြီးတော့ကျွန်တော်တို့ကိုကယ်တင်မဆပေးတယ်ဆိုတာကိုကျွန်တော်တို့စင်ကြင်လို့ရတယ်ဒါကိုအေဖက်အခန်းကြီးနှစ်အခန်းငယ်9နဲ့10ကိုကျွန်တော်ကြည့်တဲ့အခါမှာဘာကိုတွေ့ရလဲဆိုလို့ရှိရင်အေဖက်အခန်းကြီးနှစ်အခန်းငယ်9မှာဒုစရိုက်အပြစ်၌တည်လျက်ရှိနေသောငါတို့ကိုခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၏ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏အခန်းငယ်10မှာယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်အလိုလိုရောက်သည်မဟုတ်ဘုရားသခင်တရားတော်များဖြစ်သည်ကျွန်တော်တို့ကြည့်တဲ့အခါမှာတကယ်တော့ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းကျွန်တော်တို့ရဲ့ဒီလိုလှုပ်ဆောင်နိုင်ခြင်းကျွန်တော်တို့ဘုရားကိုသိနိုင်ခြင်းဆိုတာကလေတကယ်တော့ဘုရားရဲ့လှုပ်ဆောင်ပေးခြင်းဘုရားရဲ့ကယ်တင်ခြင်းဘုရားရဲ့ကျေးဇူးတော်တသက်ကြောင့်သာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်စရာဖြစ်တယ်အာမင်တခါကြောင့်ရှိကျွန်တော်တို့ကကိုယ့်ရဲ့ကယ်တင်ခြင်းရတဲ့အရာပေါ်မှာကျွန်တော်တို့ကျေးဇူးမတင်နိုင်တတ်တော့ဘူး။ဘာဖြစ်လို့လဲကယ်တင်ခြင်းရပြီးတဲ့ကြာလာတဲ့အခါမှာကျွန်တော်ဒီကယ်တင်ခြင်းကကျွန်တော်တို့အသက်တာမှာထုံထိုင်းလာပြီးတော့ဒီကယ်တင်ခြင်းကြောင့်ရတဲ့ဝမ်းမြောက်ခြင်းတွေကတဖြည်းဖြည်းမင်းနိုင်လာတတ်တယ်။ဒီနေ့နှုတ်ကပတ်တော်မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုဘလောက်တော်မှချစ်တယ်ဆိုလို့ရှိရင်ဘလောက်တော်မှကျွန်တော်တို့ကိုသီးခံလဲဆိုဘ
ဘလောက်တောင်တရားမျှတတဲ့ဘုရားဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အခန်းငယ်၄လောက်ကြည့်တဲ့အခါမှာဘုရားသခင်ကဒီဥယျာဉ်ရှင်ကပေါ့နော် sorry ဥယျာဉ်ရှင်ကနေပြီးတော့နည်းနည်းစောစောစီစီလှုပ်ဆောင်တော်သူကိုစပီဝေးတယ်လွတ်လိုက်တယ်။ဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဒီနည်းနည်းစောစောစီလို့ပြောတယ်ဒီအချိန်နိုင်နဲ့ကြည့်လို့ရှိရင်နည်းနည်းတစ်ချက်ဒီအချိန်လို့ပြောတယ်။မြန်မာကျမ်းစာမှာနည်းနည်းတစ်ချက်ဒီအချိန်ဆိုတာကသူ့ရဲ့ဒီဣသရေလနိုင်ငံမှာဆိုလို့ရှိရင်နည်းနည်းတစ်ချက်ဒီအချိန်ဆိုတာကမနက်6နာရီလို့ပြောတာဖြစ်တယ်။မနက်6နာရီလို့ပြောတာဖြစ်တယ်။မနက်6နာရီမနက်တစ်ချက်ကြီးချိန်ဆိုတာမနက်9နာရီဖြစ်သွားပြီနော်သူတို့က6နာရီမနက်6နာရီကနေစပြီးတော့0နာရီစပြီးတော့ကျွန်တော်တို့နိုင်ငံတွေမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ကိုရီးယားနိုင်ငံမှာဖြစ်ကျွန်တော်တို့တစ်ချက်နက်စောစောစီစီကိုကျွန်တော်တို့ကဘယ်လိုတတ်မလဲဆိုရင်ည7နာရီနောက်ပိုင်းကိုကျွန်တော်တို့က0နာရီဆိုပြီးတတ်မှတ်ကြတယ်နော်ဒါပေမဲ့ဒီလိုဣသီလနိုင်ငံမှာဆိုလို့ရှိရင်မနက်6နာရီကမနက်စောစော6နာရီကိုသူက0နာရီဆိုပြီးတတ်မှတ်တယ်ဒီအချိန်တိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီခေတ်ကပေါ့နော်သူတို့တတ်မှတ်တဲ့အချိန်တိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်မနက်စောစောစီစီဥယျာဉ်ရှင်ကလိုက်ရှာတဲ့အခါမှာတွေ့တဲ့သူကိုဥယျာဉ်မှာသွားပြီးလောက်ခိုင်းတယ်ဒါနဲ့မနက်တစ်ချက်ဒီအချိန်တိုင်းထွက်ပြန်တယ်တဲ့တနည်းအားဖြင့်ဆိုရှင်မနက်9နာရီပြောတာဖြစ်တယ်မနက်9နာရီမှာသူစတဲ့ပြန်ထွက်ပြီးတော့တွေ့တဲ့အခါမှာလည်းထိုကဲ့သို့ပဲပြန်ပြီးတော့ခေါ်ဆောင်တယ်နည်းနည်းနှစ်ချက်ဒီအချိန်3ချက်ဒီအချိန်မှာလည်းပဲတနည်းပြောလို့ဆိုလို့ရှိရင်မနက်10နာရီ9နာရီမှာလည်းပဲလိုက်ပြင်ထွက်ပြီးတော့လှုပ်သားတွေကိုပြန်လဲရှာတယ်ဒီအောင်ကြည့်တဲ့ကံမှာဘုရားရှင်ကကဲတင်ဖို့ရန်အလို့မှာလူတွေကိုလိုက်ရှာနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အာမင်ဘုရားခင်သူ့ရဲ့နိုင်ငံတော်ထဲကိုဘသူတွေကိုပို့ဆောင်ဘသူတွေကိုခေါ်ဆောင်မလဲဆိုတော့သူကအမြဲတမ်းရှာဖွေနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နောက်ဆုံးမှာအခန်းငယ်6လောက်လာတဲ့အခါမှာ7နာရီအချိန်နဲ့လည်းထွက်ပြန်လာရင်7နာရီလို့ပြောတဲ့အခါမှာတနည်းအားဖြင့်ဆိုရင်ညနေ9နာရီပြောတာဖြစ်တယ်ညနေ6နာရီထိပဲအလုပ်လုပ်ရတယ်ညနေ9နာရီတနာရီပဲအလုပ်လုပ်ခွင့်ရှိပေမဲ့ဥယျာဉ်ရှင်ကအလုပ်လုပ်မဲ့သူကိုရှာပြီးသေးတော့မယ်ကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရားကတင်းနဲ့ကျွန်တော်က2နာရီမှာတွေ့ခဲ့တဲ့သူလား3နာရီမှာပြောင်းလဲတဲ့သူလားဒါမှမဟုတ်လို့ရှိရင်9နာရီမှာပြောင်းလဲတဲ့သူလားဆိုတာကိစ္စမရှိပါဘူးဘုရားကကျွန်တော်တို့ကိုအမြဲတမ်းရှာဖွေပြီးတော့ရွေးနှုတ်ခဲ့လို့ဒီနဲ့ကျွန်တော်အခုချိန်ကဘုရားရဲ့တာသမီဖြစ်ရတဲ့ဘုရားရှင်ဖြစ်စပေးတာဖြစ်တယ်တင်ကျွန်တော်တို့လေဘုရားကိုယုံကြည်ရင်တော့မှယုံလို့မရပါဘူးယုံကြည်ခြင်းဆိုတာဘုရားသခင်ကတီးတန့်ပေးတဲ့ကောင်းခြင်းမင်္ဂလာဖြစ်တယ်ဟာလေလုယာတချို့တွေဆိုလို့ရှိရင်ယုံကြည်ခြင်းနဲ့ကျွန်တော်တင်ငယ်ချက်တယောက်ရှိတယ်သူ့ကိုကျွန်တော်အေးဝင်ကလေးပြောတယ်သူစိတ်ကြီးဟောဝင်လာသူကတော့နားထောင်ပေးပါတယ်နားထောင်တယ်သူနားထောင်တယ်ဒါပေမဲ့သူ့ရဲ့တက်တာမှာသူမယုံနိုင်ဒီအေးဝင်ကလေးနဲ့ပတ်သက်လို့သူမယုံနိုင်လို့ဖြစ်တယ်ကျွန်တော်လည်းသူ့အတွက်ဘာမှမလုပ်ပေးနိုင်တော့ဆူတောင်းပေးကြမှာပဲနော်တကယ်တော့ယုံကြည်တရားကိုကျွန်တော်ကြည့်ချင်းရပြီယုံကြည်ခြင်းဆိုတာသိယုံနဲ့ပေါ်လာတာမဟုတ်ပါလားနားလေယုံနဲ့ရတာမဟုတ်ပါလားယုံကြည်ခြင်းဆိုတာဘုရားသခင်ပေးမှရတာပါလားဆိုတော့ကျွန်တော်ကောင်းကောင်းသိသွားတယ်ဟာလေလုယာအခုသင်နဲ့ကျွန်တော်ရဲ့တက်တာမှာယေရှုခရစ်တော်အားဖြင့်ယေရှုခရစ်တော်လုံးဝကြတဲ့မှာအသေးခံခဲ့ခြင်းအားဖြင့်တောင်းရမြတ်မှာရှင်ပြန်တောင်းရောက်ခြင်းနဲ့ငါဒီဘုရားသားသမီးဖြစ်ရတယ်ဆိုတာကိုယုံနိုင်ခြင်းဟာလည်းပင်လျင်တကယ်ကောင်းခြင်းနဲ့မှာဖြစ်တယ်ဟာလေလုယာကျေးဇူးတော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဘုရားသခင်ရဲ့နိုင်ငံတော်ကကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းအပေါ်မှာမမူတည်ပါဘူးကျွန်တော်တို့ရဲ့တက်ဆွမ်းနိုင်ခြင်းပေါ်မှာမမူတည်ပါဘူးကျွန်တော်တို့ရဲ့အစွမ်းအစပေါ်မှာမမူတည်ပါဘူးဖျားရှင်နိုင်ငံတော်ဘာမှမူတည်လဲဆိုရင်ဂျေဇုတော်ပေါ်မှာမူတည်တာဖြစ်တယ်ဟာလေလုယာဖျားသခင်နိုင်ငံတော်ဂျေဇုတော်ပေါ်မှာလုံးဝမူတည်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့တက်မှာဖျားသခင်ရဲ့နိုင်ငံတော်သားဖြစ်ရတဲ့အခွင့်အရေးဆိုလို့ရှိရင်ဂျေဇုတော်တတ်ဖြစ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်နေ့ရက်စဉ်တိုင်းမှာဂျေဇုတော်ကိုချီးမွမ်းဖို့ကလွယ်ပြီးတော့ကျွန်တော်တို့လုပ်ရမယ့်မရှိဘူးဖြစ်တယ်ဒီခါကျမှကျွန်တော်တို့ကဂျေဇုတော်ကိုမချီးမွမ်းဘဲနဲ့ကျွန်တော်ရဲ့ဒီပြစ္ဆုတ်ပံကာလခဏတာဒီမြင်နေရတဲ့ခဏတာကာလမှာဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာကျွန်တော်တို့ကအ
အာယုံဆူစိုက်မိတတ်တယ် focus ထားမိပြီးတော့ဖယားသခင်ပေးတဲ့ကျေးဇူးတော်တွေကိုကျွန်တော်မရေတွက်မိပဲနဲ့ကျွန်တော်မြင်နေရတဲ့ဒီပြဿနာတွေဒုက္ခတွေအခက်အခဲတွေပေါ်မှာညှိတွားမိတတ်တယ်ဒီလိုပဲဣသရေလလူမျိုးရဲ့တက်တာမှာလဲဖယားရှင်သူတို့ကိုအဲဂုတ်တုပီကနေကယ်နှုတ်ပြီးလျက်နဲ့သူတို့ရဲ့တက်တာမှာဘာပဲမြင်တွေ့လဲဆိုလို့ရှိရင်ဒီခဏတာမြင်နေရတဲ့အေဒုံပင်လေတော့ဖြစ်ရမယ့်ခါမှာကြုံတွေ့ရတဲ့ပြဿနာတွေကိုသူတို့စတင်နေသွားတယ်သူတို့စတင်ပြီးတော့ရေငတ်လာတဲ့ခါမှာရေမရှိတဲ့ခါမှာသူတို့စတင်ပြီးညှိတွားတယ်အသားစားခြင်းလို့အသားစားရမရှိတဲ့ခါမှာသူတို့စတင်ပြီးညှိတွားတယ်ဒါကြောင့်မို့ဖယားကဘလောက်တော့မှသူတို့ကိုစိတ်ပြည့်တယ်ဆိုလို့ရှိရင်အဲ့ဒီညှိတွားတဲ့အဖွဲတွေခါနံပြီးမဝင်စီခဲ့ဒီမှာချစ်တော်ညီကိုမောင်မတို့ဒီနေ့ဖယားရှင်ရဲ့ကျွန်တော်တို့ကိုဂျေဇုတော်အဖြစ်သူ့ရဲ့ကောင်းကင်နိုင်ငံသားဖြစ်ရတဲ့အတွက်ကိုယုံကြည်ခြင်းအဖြစ်ရရှိတော်ကိုပြင်ဆင်ပေးထားတယ်ဟာလေလုယာဒါကြောင့်မို့အိမ်ဘက်ခန်းကြီးနဲ့ခန်းရဲ့ရှေ့မှာယုံကြည်ခြင်းအဖြစ်ဂျေဇုတော်ကြောင့်ကဲတင်ခြင်းတို့ရောက်ရတယ်ကိုလိုလိုရောက်ဒီမို့ဖယားခင်တရားတော်မှာဖြစ်တယ်ဒီမှာလည်းဖယားခင်ရဲ့ဥယျာဉ်ရှင်ကနေပြီးတော့လူသားတွေကိုဆောင်ရွက်တယ်အခန်းငယ်၈လောက်ရောက်လာတဲ့အခါမှာညအချိန်ရောက်တော့ခါကျွန်တော်ပဲဖတ်ပြပါမယ်။ဥယျာဉ်ရှင်ကလှုပ်ဆောင်တော်သူကိုခေါ်ခဲ့တော့နောက်ဝင်တော်သူမှဆိုင်အရင်ဦးဝင်တော်သူတဲ့အခပေးမိလို့မိစင်ရမာလိုက်တယ်။ထို့ကြောင့်7နာရီအချိန်နဲ့ဝင်တော်သူဒီလာ၍ဒီတနာရီတရားကိုခံတယ်။ဒါနဲ့ဥယျာဉ်ရှင်ကနေပြီးတော့သူ့ရဲ့ဒီဘန္နာထဲကိုခေါ်ပြီးတော့လှုပ်ဆောင်တော်သူတွေအားလုံးကိုခေါ်ပြီးတော့သူတို့ရဲ့လစာကိုလူတွေလှုပ်အားကောက်ပေးလိုက်ပါလို့ပြောတာဒီခါမှာဒီဘန္နာထဲကလှုပ်အားကောက်ပေးဖို့အတွက်7နာရီမှာစတင်ဝင်လာတဲ့သူတမန်တော်ညနေ9နာရီမှာအလုပ်စဝင်တဲ့သူကိုစတင်ခေါ်ဆောင်တယ်။စတင်ခေါ်ဆောင်တဲ့အခါမှာဂတိတော်အတိုင်းပဲသူတတ်မှတ်ထားတဲ့အတိုင်းပဲဘယ်လောက်ပေးလဲဆိုလို့ရှိရင်ဒီတနာရီတပြားကိုပေးတယ်။ဒါနဲ့အနောက်ကနေဝင်လာတဲ့သူတွေကအနောက်ကအရှိအစောစီးလုပ်တဲ့သူတွေကဘယ်လိုထင်လဲဆိုလို့ရှိရင်အရင်ဝင်သောသူတို့ဒီလာကြတော့ငါတို့ဒီတာ၍ရမျိုးစိတ်ထဲမှာထင်မှတ်တယ်ထင်မှတ်တော်လဲလို့ရှိတယ်ထင်မှတ်နေတယ်ကျွန်တော်တို့ယုံကြည်သူတွေတက်တာမှလည်းတခါကြောက်ရှင်ဖြစ်တဲ့အကြောင်းအရာလားပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယေရှုခရစ်တော်ဖခင်ကကျွန်တော်တို့ကိုကယ်တင်ခြင်းပေးလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်ခြင်းအပေါ်မှာကျွန်တော်တို့ကစုအကြီးကြီးပိုရမယ်လို့ကျွန်တော်ထင်မိတတ်တယ်ကျွန်တော်တို့တခါတည်းမှာကျွန်တော်တို့ဖြောင်းမနိုင်လို့ကျွန်တော်တို့ကအပေါ်ပြီးတော့ဖခင်ရှေ့မှာကောင်းချီးမင်္ဂလာကိုရမယ်လို့ကျွန်တော်တို့ထင်မိတတ်တယ်ဒါပေမဲ့ဖခင်ရဲ့နိယာမကပါလဲဆိုလို့ရှိရင်တရားမျှတတော်ဖခင်ဖြစ်တယ်ဟာလေလုယာဒီလိုပြောလို့ကျွန်တော်ပိုနင်းဘာမှမလုပ်တော့နဲ့မလုပ်လဲကောင်းချီးရမှာပဲအတူတူရမှာပဲလို့ကျွန်တော်ပြောချင်တာမဟုတ်ပါဘူးဒီနေ့ဒီမှာပြောထားတဲ့ဥပမာအရဆိုလို့ရှိရင်ကောင်းကင်နိုင်ငံတော်ကဘာနဲ့တူလဲလို့ပြောတဲ့အခါမှာဥယျာဉ်ရှင်နဲ့တူတယ်ဥယျာဉ်ရှင်ကသူ့ရဲ့တမတ်တဲ့သူ့ရဲ့အလိုအတိုင်းပေးမှာဖြစ်တယ်ကျွန်တော်တို့ထင်တဲ့အတိုင်းဘုရားကပေးမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ကောင်းကြီးမင်္ဂလာကကြီးမယ်သေးမယ်တွေကိုကျွန်တော်တို့အခုချိန်မှာကြိုပြီးတော့တတ်မှတ်ပြီးတော့ရည်မှန်းလို့ရတဲ့အရာမဟုတ်ဘူးဒီအရာတွေအားလုံးကိုတတ်မှတ်ပေးနိုင်တဲ့အရှင်တစ်ပါးပဲဖြစ်တယ်ဘာလို့ဆိုရင်ယေရှုခရစ်တော်ဘုရားပဲဖြစ်တယ်ဖခင်သခင်ကတားလို့ကျွန်တော်တို့ကိုတတ်မှတ်ပေးနိုင်တယ်ကျွန်တော်တို့ဒါကြောင့်မို့ခါကြရှင်ဆရာကြီးဟောတဲ့အရာတွေမှာတခါကြောက်ရှင်ဒီဟာကလူတွေကိုပို့ပြီးတော့လှုပ်ဆောင်ခြင်းနဲ့စိတ်ကိုတော့ဖြစ်စေတာပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားမိတဲ့အခါမှာဒီလိုကပ်နဲ့ချိန်ထိုးမိတဲ့အခါမှာတကယ်တော့ဒီအရာကလည်းကျွန်တော်တို့ရဲ့အထင်ပဲဖြစ်နေတာဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုဘယ်လောက်ကြီးကြီးပေးမယ်ဘယ်လောက်တိတိပေးမယ်ဆိုတာကဖခင်ရဲ့သတ်မှတ်ချက်အပေါ်မှာပဲတရားရခိုင်လို့ယူတည်တယ်ဆိုတာကိုကျွန်တော်တို့ဒီနှုတ်ကပတ်တော်အဖြစ်တွေ့မြင်နေတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖခင်ကဒီစတင်ပြီးတော့မနက်9နာရီမှာလှုပ်တဲ့သူတွေကိုဒီနေ့တပြားပေးမယ်ဆိုပြီးတော့ပြောပြီးသားဒါပေမဲ့အနောက်ပိုင်းမှာရောက်လာပြီးတော့နောက်ဆုံးမှာညနေ9နာရီမှာရောက်လာတဲ့သူကိုလည်းဒီနေ့ပြတဲ့တပြားပေးတာပါပဲဖခင်ကဘယ်လောက်ထိတော့မှစေတနာမေတ္တာကြီးမားလဲဆိုလို့ရှိရင်ကျွန်တော်တို့ထင်မိတာကကျွန်တော်တို့အများကြီးလှုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်ရမယ်လို့ကျွန်တော်ထင်မိတတ်တယ်မနက်အစောကြီး9နာရီမှာလှုပ်တဲ့သူတွေကဲတော့ပေါ့နော်သူတို့ဘယ်လိုထင်လဲဆိုတော့အရှိမ9နိုင်မှဝင်လာပြီးတော့ဒီနိုင်လေးတရားရတဲ့အခါမှာအိုးငါတို့တခင်ကြီးကအရန်သဘောကောင်းတာပဲ
service နဲ့ဘောနော် bonus ပေးတာဖြစ်မယ်ငါတို့တော့ဘယ်လောက်ပေးမလဲငါတို့တော့သူတို့တော့တနာတပြားပေးရဆိုငါတို့တော့10ငါတို့တော့ပေးမှာလေဆိုတော့ထင်နေတယ်ဒါနဲ့သူတို့ဝင်သွားတဲ့အခါမှာထင်တော်တဲ့ general တပြားစီခံရတယ်ထို့သောခံပြီးရင်အင်ရှင်ကိုကဲ့ရဲ့ပြစ်တင်တယ်ကဲ့ရဲ့ပြစ်တင်တော့ဘာပြောလဲဆိုလို့ရှိရင်နောင်ဝင်သောသူတို့ဒီတဏှာကြီးခန့်မြတ်တာလှုပ်ဆောင်တော်လဲတနေ့လုံးအမှုဝင်ကိုထမ်းရ၍နေပူစင်းရခဲ့တော့ကျွန်တော်တို့လည်းအငြင်းမြကိုတော့စီရင်ပါသည်တကားကိုဆိုကြတယ်အင်ရှင်ကလည်းအဆွေတင်းနဲ့မတရားတော်မှုကိုငါမပြုဒီတရိတပြားကိုအမတ်ပြု၍တင်းဒီငါနဲ့ဝန်ခံသည်မဟုတ်တော့တင်းဥစ္စာကိုယူ၍တွားလို့နောက်ဝင်တော်သူတို့အားတင်းနဲ့အငြင်းမြပေးခြင်းကငါအလိုရှိတဲ့ဟာလေလုယာဖခင်အလိုတော်ရှိတဲ့အတိုင်းဖခင်လုပ်နေတာဖြစ်တယ်။ဒါကြောင့်မို့ခါကြောင့်ကျွန်တော်တို့ဒီလောကမှာရှိစဉ်ကမှာကျွန်တော်စုကြည်ကြည်ရဖို့အတွက်ဆိုပြီးတော့စုကြည်ကြည်ရဖို့အတွက်လှုပ်ဆောင်တာမျိုးဖြစ်တယ်ဆိုလို့ရှိရင်နည်းနည်းတော့အန္တရာယ်များတယ်။ဘာဖြစ်လို့လဲ။ဟိုရောက်လို့ရှိရင်ကျွန်တော်တို့စုကြည်ကြည်မရလို့ရှိရင်ဘုရားကကျွန်တော်တို့ပြစ်တယ်မိပါတော့။ဟိုရောက်လို့ရှိရင်ဘုရားကကျွန်တော်တို့ကိုစုကြည်ကြည်မပေးမနဲ့ကျွန်တော်တို့တော့တိတ်မလုပ်တဲ့သူတွေလိုပဲလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘုရားကိုကျွန်တော်တို့ဘယ်လိုပြောမလဲ။ကိုတော့ဒီအရာမတရားဆိုပြီးတော့ပြောမိမှာဖြစ်တယ်။ဒီအရာနဲ့ပတ်သက်လို့ဥပမာတစ်ခုရှိတယ်။ဆရာကြီးပီလီဂရမ်ကျွန်တော်ပြောမှာဖြစ်တယ်။အားလုံးမမိချင်လည်းမမိမယ်တခါပြန်ပြောပြချင်တယ်။ဆရာကြီးပီလီဂရမ်ကသူ့ရဲ့တက်တာမှာသူအင်မတန်မှအမှုတော်ဆောင်တယ်။သူ့ရဲ့သဘောတစ်ခုလုံးအမှုတော်ဆောင်မှာသူအနံ့ထားတယ်။အဲ့ဒီကလေးဟောချင်မှသူအနံ့ထားတယ်။ဒါကြောင့်မို့သူအမြဲတမ်းနိုင်ငံတကာတို့သူခရီးသွားရတယ်။မိသားစုနဲ့တော့မှကောင်းကောင်းမွန်စိတ်အချိန်မယူနိုင်လောက်အောင်သူတက်တာမှာအေးဝင်ကလေးကအလုပ်လုပ်ဆောင်ခဲ့မှုတယ်။ဒါနဲ့တနေ့ကျတော့သူအိမ်မက်မှတ်တယ်။ သူအိမ်မက်ပတ်တဲ့ခါမှာဘာအိမ်မက်ကိုမှတ်လဲဆိုတော့သူကကောင်းကင်နိုင်ငံကိုရောက်သွားတယ်။ကောင်းကင်နိုင်ငံကိုရောက်သွားပြီးတော့အဲ့ဒီမှာဘုရားကဆုလက်တွေကိုပေးနေတယ်။ဆုလက်တွေကိုပေးနေတဲ့အခါမှာ तू ကဆုအကြီးကြီးတစ်ခုကို तू လမ်းပြီးတော့မြင်တယ်။ तू စဉ်းစားမိတယ်ကဘာလဲဆိုအဲ့ဒီဆုအကြီးကြီးကို तू ကြည့်ပြီးတော့အော်ငါလောကမှာဘုရားခင်အတွက်အမှုတော်မြတ်ကိုကြီးမားစွာငါဆောင်ရွက်ခဲ့တယ်။ငါအပြင်လည်းဘုရားသခင်ကမြောက်မြောက်စွာသောလူတွေကိုပြောင်းလဲစေခဲ့ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီဆုအကြီးကြီးကတော့ငါအတွက်ပဲဖြစ်မယ်ဆိုသူထင်တယ်။ဒါနဲ့အဲ့ဒီဆုကြီးကိုရပြီးတော့ तू စောင့်မျှော်နေတယ်။ဒါနဲ့ तू အရှိတယောက်မှာ तू အဖွားကြီးတယောက်ရှိတယ်အသက်ကြီးရွယ်တရားချအဖွားကြီးတယောက်ကဘုရားသခင်ဆုပေးဖို့အတွက်အဲ့ဒီအဖွားကိုတယောက်ကိုဘုရားခေါ်တယ်။ဒါနဲ့ဖြစ်ချင်တော့ तू မျှော်လင့်ထားတဲ့ဆုအကြီးကြီးကိုဘုရားသခင်ကအဲ့ဒီအဖွားကိုပေးလိုက်တယ်။ဒါနဲ့ तू နားမလည်နိုင်ဘူးဒါဘုသေးအောင်ဒီဆုကြီးကြီးကငါအတွက်လည်းဖြစ်ရမှာမဟုတ်လားဆိုတော့ဘုရားကသူ့ကိုခေါ်တဲ့အခါမှာယေရှုခရစ်တော်ဘုရားသူ့ကိုဆုပေးဖို့ခေါ်တဲ့အခါမှာ तू တွားပြီးတော့နားမလည်တဲ့အခါမှာ तू မေးတယ်ကိုရောဒီဆုကြီးကြီးကကျွန်တော်လောကမှာဒီလောက်ကိုတော့အတွက်အလုံးလုံးဆောင်ခဲ့တာဘာဖြစ်လို့ကျွန်တော်ကိုပေးတာလဲပြောတဲ့အခါမှာယေရှုဘုရားကပြန်ပြောလဲဆိုလို့ရှိရင်ငါသားမင်းအလုံးလုံးဆောင်ခဲ့တာဤကဲ့သို့အမှုတော်ဆောင်ခဲ့တာကမင်းအတွက်ဆုတောင်းပေးခဲ့ဒီအမေကြီးတော်ဖြစ်တယ်ဆိုတော့ဘုရားပြောပြတယ်ကျွန်တော်တို့တခါကြောက်လို့ရှိရင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုကျွန်တော်တို့ကြည့်မိတတ်တယ်ဒါပေမဲ့ကျွန်တော်တို့အနောက်မှာဆုတောင်းပေးနေတဲ့သူတွေရှိတယ်ဆိုတော့ကျွန်တော်တို့မိလျော့လို့ပြရဘူးနော်ဟာလေလုယာအာမင်ကျွန်တော်တို့ဒီခါပြန်မှာကျွန်တော်တို့ကမလှုပ်ဆောင်နိုင်လို့ကျွန်တော်တို့ငါတော့ဆုမရတော့လို့မထင်ပါနဲ့တင်းသားလေးလူတစ်ယောက်တည်းအမှုတော်ဆောင်တစ်ယောက်တည်းတင်းရဲ့မိသားစုအတွက်မပြောင်းလဲသေးတဲ့သူအတွက်တင်းdesigner မှာ registration ဆုတောင်းပေးတယ်ဆိုလို့ရှိရင်တင်းအတွက်ကြီးမားဆိုတော့ဆုကိုဘုရားတကယ်စင်ပေးတာဆိုကျွန်တော်ပြောချင်တယ်ဟာလေလုယာဒါပေမဲ့ကျွန်တော်တို့ဒီဆုတွေကိုကျွန်တော်တို့လောကရဲ့စံနဲ့တော့မရှင်မိစေတယ်ပေါ့နော်ကျွန်တော်တို့လောကနဲ့ကောင်းကင်မတူဘူးဖြစ်တယ်ဒီနေ့ပြောလို့ဆိုလို့ရှိရင်ကောင်းကင်နိုင်ငံတော်မှာဆိုလို့ရှိရင်တကယ်တော့ကျွန်တော်ရဲ့လောကဘက်တော်ကိုနားလည်ရတဲ့ပုံစံဆိုလို့ရှိရင်ကောင်းကင်နိုင်ငံတော်မှာမနာလိုခြင်းတဝန်တိုခြင်းအားကြခြင်းဒါတွေကလုံးဝမရှိတော့ဘူးဖြစ်တယ်ဘသူကဘာဆုရကျွန်တော်တို့ဘာမှမနာလိုတော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံတော်မှာယေရှုခရစ်တော်ကဘာပြောလဲဆိုလို့ရှိရင်ထိန်းများခြင်းမရှိတော့ဘူးလို့ပြောတယ်လေ။အများပြောမှဆိုလို့ရှိရင်လောကမှာဒီလောကမှာရှိနေတဲ့ကျွန်တော်တို့ထိန်းများခြင်းတွေကကောင်းကင်နိုင်ငံမှာရှိတော့အားလုံးကညီကိုမောင်နှမတွေဖြစ်တယ်အားလုံးကတတို့သမီးတွေပဲဘသူရဲ့တတို့သမီးလဲဆိုရင်ယေရှုခရစ်တော်ရဲ့တတို့သမီးတွေဖြစ်တယ်ဟာလေလုယာဒီတတို့သမီးတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကတတို့သမီးရဲ့ဝတ်စုံလိုအပ်တယ်တတို့သမီးရဲ့ဝတ်စုံလိုအပ်တယ်ဒီတတို့သမီးဝတ်စုံကဘာအားဖြင့်ဖြစ်လဲဆိုတော့ကျွန်တော်
ဆရာကြီးတယောက်ပြောတဲ့အရာကိုကျွန်တော်အရန်အားကြအရန်ခွန်အားရအားကြဆိုတာအရန်ခွန်အားရတဲ့အရာဖြစ်တယ်ကျွန်တော်တို့ဆရာကြီးအဲ့ဆရာကြီးကဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံမှာတဲ့ခရစ်တော်ရဲ့တတော်သမီးဖြစ်ဖို့ရလို့မှာကျွန်တော်တို့လိုအပ်တဲ့အရာကတတော်သမီးဝတ်စုံလိုအပ်တယ်အဲ့ဒီတတော်သမီးဝတ်စုံကဘာအားဖြင့်ဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလောကမှာအသက်ရှင်စင်ခါမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုနာခံခြင်းအပြင်ကျွန်တော်တို့ရဲ့တတော်သမီးဝတ်စုံကလေချုပ်စရာအထည်ရတပြေးပြေးရှိလာတယ်ဆိုတော့ပြောတာကျွန်တော်နားထောင်ပြီးတော့အင်မတန်မှခွန်အားယူပြီးတဲ့စင်ချင်တယ်လို့တွေ့မိတယ်ဒီနေ့ကျွန်တော်တို့ဒီလောကမှာအသက်ရှင်စင်ခါမှာကျွန်တော်တို့အသက်ရှင်ရမယ့်အရာကဖခင်နှုတ်ကပတ်တော်ကိုနာခံခြင်းဖြင့်အသက်ရှင်ဖို့အင်မတန်မှရည်ကြီးတာဖြစ်တယ်ဟာလေလုယာအာမင်ဒါဆိုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီຢာလေးကိုဆက်သွားလိုက်တာကြော်ညာဝင်တယ်လို့ဖြစ်သွားတယ်ပေါ့နော်ဒီနှုတ်ကပတ်တော်ကျွန်တော်ဆက်သွားတဲ့အခါမှာဗာမြင်ရလဲဆိုလို့ရှိရင်ဖခင်ကတရားမျှတတော်ဘုရားသခင်ဖြစ်တယ်ဖခင်ဆုံးဖြတ်ပိုင်ခွင့်လှုပ်ဆောင်ပေးနိုင်ခွင့်အခွင့်အားလုံးဟာဆိုလို့ရှိရင်ဖခင်စီမှာပဲရှိတာဖြစ်တယ်အာမင်ဒါကြောင့်မို့ကျွန်တော်တို့ကျွန်တော်တို့ဒီကဲတော့ဒီဖခင်ကိုကျွန်တော်တို့အသက်တာမှာဖခင်ကိုကျွန်တော်တို့မလဲဒီညူဆူမိတာပဲဖြစ်ဖြစ်လို့နော်ဖခင်ကိုကျွန်တော်တို့ complain လုပ်မိတဲ့အရာတွေပဲရှိတော့ရှိတဲ့အတိုင်းပဲဒီအရာတွေကိုကျွန်တော်တို့ပြန်ပြီးတော့နောင်တရဖို့လိုတယ်ဖခင်ကကျွန်တော်တို့ကိုအင်မတန်မှချစ်တော်ဘုရားဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုအင်မတန်မှကောင်းစားစေချင်တော်ဘုရားဖြစ်တယ်ဖခင်ကတနာရီမှာလာလို့တဲ့သူနဲ့ညနေမနက်9နာရီမှာလာလို့တဲ့သူနဲ့မနက်ညနေ9နာရီမှာလာလို့တဲ့သူကိုအတူအညညီညဘာဖြစ်လို့ပေးတာလဲဆိုတော့အဲ့ဒီအချိန်မှာတော့ဆိုလို့ရှိရင်တရက်စာလုပ်ပြီးတော့တရက်အသက်မွေးရတဲ့အသက်တာဖြစ်တယ်အချိန်ကာလဖြစ်တယ်ဒါကြောင့်ဘုရားခင်ရတာလေအဲ့ဒီအချိန်မှာနိုင်နဲ့ပဲပေးမယ်ဆိုတနာရီစာလုပ်တဲ့သူတနာရီစာပေးရမှာပေါ့အဲ့ဒီတနာရီစာနဲ့တနစ်တာလုံးတမိသားစုသူတို့ဘယ်လိုကျွေးနိုင်ပါလဲကျွန်တော်တို့ကိုယ်ကွယ်တော့ဘုရားဆိုလို့ရှိရင်အင်မတန်မှကောင်းမြတ်တော့အင်မတန်မှတရားမြတ်တော့အင်မတန်မှကိုချင်းစာတရားရှိတော့ဘုရားဖြစ်တယ်ဆိုတော့ဒီနေ့လောကပတ်တော်ဖြစ်တော့တွေ့ရတာဖြစ်တယ်ဟာလေလုယာဒါကျွန်တော်တို့ဆက်အောက်ကျွန်တော်တစ်ချက်လောက်ပြန်ကြည့်တဲ့အခါမှာ15လောက်မှာငါဒီကိုဥစ္စာပြုတ်လို့သမျှမပြုတ်ရသလိုငါသဘောကောင်းသောကြောင့်တင်သည်မျက်မုံးကျိုးရသလိုဆိုလေ၏ပြန်16မှာထိုနည်းတူနောက်ကျသောသူတို့သည်အရင်ကြကြလိမ့်မယ်အရင်ကြသောသူတို့သည်နောက်ကျကြလိမ့်မည်ခေါ်တော်မူသောသူအများရှိတော်လေရွေးကောက်တော်မူသောသူနည်းသည်မိန်တော်မူ၏ဒီကြောင့်ကျွန်တော်စင်ချင်တဲ့အခါမှာဘာကိုပြန်ပြီးတော့ခွန်အားယူမိလဲဆိုလို့ရှိရင်ဒီတခါကြလို့ရှိရင်ကျွန်တော်တို့ကဒီဟာကဘာလို့ तू ကအဓိကတော့ကျွန်တော်ပြောချင်လဲဆိုရင်ဣသေလလူမျိုးတွေနဲ့အခြားသောလူမျိုးတွေကိုအဓိကပြောပြချင်တာဖြစ်တယ်။ယေရှုခရစ်တော်ကဣသေလလူမျိုးတွေဆိုလို့ရှိရင်သူ့ကိုလုံးဝလက်မခံဘူး။သူ့ကိုဖျားသခင်ရွေးနှုတ်ခြင်းကိုခံရတော်ညာလည်းပဲခေါ်တော်မူခြင်းကိုခံရတော်ညာလည်းပဲရွေးချယ်ခြင်းကိုခံရတော်သူနေတယ်ဆိုတာကဣသေလလူမျိုးတွေကိုပြောတာဖြစ်တယ်။ဣသေလလူမျိုးတွေဆိုလို့ရှိရင်ခေါ်တော်မူခြင်းကိုခံရတဲ့လူမျိုးဖြစ်တယ်။အာဗြဟံအားဖြင့်ခေါ်တော်မူခြင်းကိုခံရတဲ့လူမျိုးဖြစ်တယ်ဒါပေမဲ့ရွေးချယ်ခြင်းမှာအင်မတန်မှနေပါခြင်းခံရတယ်။ဒါကြောင့်နောက်ဆုံးတော့ပြတဲ့ကျမ်းမှာပြောလဲဆိုလို့ရှိရင်တသိန်း2400လောက်ပဲရွေးချယ်ခြင်းကိုခံရတယ်လို့ပြောထားတယ်။ဒီဟာကထားလိုက်ပါတော့။ကျွန်တော်တို့နောက်ကျတော့သူတို့ဒီအရင်ကြကြလိုက်ပြီဆိုတာဘာလို့ပြောတာလဲ။ကျွန်တော်တို့တွေကိုပြောနေတာဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်တို့နောက်ကျတော့တပါးတိုင်းနေတာတပါးတိုင်းနေတာဖြစ်တယ်တပါးအမျိုးသားတွေဖြစ်တဲ့တင်နဲ့ကျွန်တော်ဟာနောက်ကျမှခေါ်တော်မူခြင်းကိုခံရတော်ညာလည်းပဲအခုချိန်မှာကျွန်တော်တို့ဟာထိုဖခင်ကိုယုံကြည်ပြီးတော့ကိုးကွယ်ရတဲ့ကောင်ဖခင်ပြင်ဆင်ပေးတယ်ဟာလေလုယာနောက်ကျတော့သူတွေအရင်ကျတော့သူတွေနောက်ကျပြီးတော့နောက်ကျတော့သူအရင်ကျမယ်ပြောတာကအနောက်ကျတဲ့တင်နဲ့ကျွန်တော်ကိုတပါးအမျိုးသားဖြစ်တဲ့တင်နဲ့ကျွန်တော်ကိုဖခင်ရှင်ကရွေးနှုတ်ပြီးတော့အရင်ကျစီတယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့တက်တာမှာလေဖခင်ရဲ့ရွေးချယ်ခြင်းဖခင်ရဲ့ရွေးနှုတ်ခြင်းကိုခံရတဲ့အကြောင်းကိုကျွန်တော်တို့အမြဲတမ်းသစ္စာနဲ့ကိုးကွယ်တတ်ဖို့အမှန်တမ်းရေးချတာဖြစ်တယ်ရှင်လန်းစွာနဲ့ကိုးကွယ်တတ်ဖို့ရေးချတယ်ဝမ်းမြောက်စွာနဲ့ကိုးကွယ်တတ်ဖို့အမှန်တမ်းရေးချတယ်ဒီခါကျမှကျွန်တော်တို့တက်တာမှာဒီကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကိုယ်တိုင်ပြင်နေရင်ဝမ်းမြောက်နိုင်ခြင်းမရှိတဲ့အချိန်အများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့တက်တာမှာဒီကဲတင်ချင်းကြောင့်မဝမ်းမြောက်နိုင်ဘူးဆိုရင်ဘာကကျွန်တော်တို့တက်တာကိုလွမ်းမိုးလာလဲဆိုလို့ရှိရင်
မကျေနပ်ခြင်းတွေတဝန်တိုးခြင်းတွေမနာလိုခြင်းတွေပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ပြောသွားတဲ့အတိုင်းပဲနော်တားကြီးရဲ့တက်တာမှာသူကသူ့ရဲ့တားဖြစ်နေတဲ့အခြေအနေကိုသူမသိတဲ့အခါမှာကျွန်တော်တို့တက်တာမှာလည်းဖယားသားသမီးဖယားရဲ့ရွေးနှုတ်ခြင်းခံရခြင်းအပေါ်မှာကျွန်တော်တို့မဝမ်းမြောက်နိုင်တဲ့အခါမှာကျွန်တော်တို့ကဒီလူတွေကဲ့သို့ပဲအနည်းဆုံးအလုပ်လုပ်ပြီးတော့ခေါ်လာတဲ့တိုင်ပဲသူ့ကိုဘာပြောလဲဆိုရင်ငါသဘောကောင်းသောကြောင့်တင်ဒီမျက်မုံးကျိုးရတယ်လို့ကျွန်တော်တို့တက်တာမှာလေအရင်အရေးကြီးတာကကဲတင်ချင်းကြောင့်ဝမ်းမြောက်တဲ့နှလုံးသားကိုပြန်လည်ပြီးတော့ remind လုပ်ဖို့အရေးကြီးတယ် hallelujah ကျွန်တော်တို့အသက်တာမှာဖယားသားသမီးဖြစ်ခြင်းကိုကျွန်တော်တို့ပြန်ပြီးတော့ remind လုပ်ဖို့အမှန်တမ်းအရေးကြီးတယ် hallelujah ဘာဖြစ်လို့လဲဖယားသားသမီးဖြစ်ခြင်းကိုကျွန်တော်တို့မသိတဲ့ကျွန်တော်တို့ remind မလုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီလောကမှာခဏတာဖြစ်ပျက်နေတဲ့ကြုံတွေ့နေရတဲ့ခက်ခဲခြင်းတွေပင်ပန်းခြင်းတွေဆင်းရဲခြင်းတွေပူပန်ခြင်းတွေတော့ကျွန်တော်တို့ညှိတွားပြီးတော့ဖယားကိုပဲမျက်မုံးကျိုးတဲ့အစဉ်ရောက်သွားနိုင်တယ်။ဒါကြောင့်မို့တချို့ခရိယန်တို့ပြောမယ် best life ဖြစ်ရတဲ့အကြောင်းညာဘာဖြစ်လို့လဲ။သူတို့တက်တာမှာကဲတင်ချင်းကြောင့်ရတဲ့ဝမ်းမြောက်ခြင်းကိုသူတို့မေ့လျော့ပြီးတော့ဖယားသားသမီးဖြစ်ခြင်းကိုသူတို့မေ့လျော့သွားတဲ့အခါမှာသူကဲတင်ချင်းကြောင့်ရတဲ့ဝမ်းမြောက်ခြင်းပေါ်မှာသူတို့မပျော်ရွှင်နိုင်တော့ဘဲနဲ့ဒီလောကမှာခဏတာကြုံတွေ့ရတဲ့ဒုက္ခဆင်းရဲခြင်းတွေပြဿနာတွေကြောင့်သူတို့ဝမ်းနေပြီးဖယားကိုရောတကယ်ပဲရှိရလားဖယားတကယ်ရောရှိရလားဒီလောက်ခေါ်နေတာမထူးဘူးဆိုပြီးတော့သူတို့ best life ဖြစ်သွားကြတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာယုံကြည်သူမှာအရေးကြီးတာကကဲတင်ချင်းကြောင့်ရတဲ့ဂျေဇုကိုကျွန်တော်တို့အမြဲတမ်းချီးမွမ်းဖို့ရည်ကြီးတယ်။ hallelujah ကောင်းကင်နိုင်ငံတော်ဟာသူကဲ့သို့ဖြစ်တယ်။ကောင်းကင်နိုင်ငံတော်ဟာဆိုလို့ရှိရင်တရားမျှတတဲ့နေရာဖြစ်တယ်။ကောင်းကင်နိုင်ငံတော်ဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာမှာဂျေဇုတော်ကြောင့်သာဝင်စားရတဲ့နေရာဖြစ်တယ်အာမင်ကျွန်တော်တို့ရဲ့ကြိုးစားခြင်းကြောင့်လှုပ်ဆောင်နိုင်ခြင်းကြောင့်မဟုတ်ဘဲနဲ့ဂျေဇုတော်တက်ကြောင့်ရောက်ရှိနိုင်တဲ့နေရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြန်လည်ဆင်ခြင်လုပ်ပြီးတော့ကျွန်တော်တက်တာမှာတကယ်ပဲဂျေဇုတော်ကိုခံစားရတော့ဖြစ်ပြီးသွားတဲ့သင်နဲ့ကျွန်တော်ဟာညီးတွားနေတာမဟုတ်ဘဲနဲ့ညူဆူနေတာမဟုတ်ဘဲနဲ့မျက်မုံးကျိုးနေတော့သူဖြစ်တာမဟုတ်ဘဲနဲ့ဝမ်းမြောက်ခြင်းနဲ့တကွာကျွန်တော်ရှင်လန်းခြင်းနဲ့တကွာဖခင်ကိုချီးမွမ်းလျက်အသက်ရှင်နေတဲ့ဖြစ်ဖို့ဖခင်တော်ရှိတာဖြစ်တယ်ဟာလေလုယာအကြောင်းမို့ကောင်းကင်နိုင်ငံတော်မှာဆိုလို့ရှိရင်ကောင်းကင်တမန်တွေကနေ့ညမပြတ်ချီးမွမ်းနေကြတယ်ဘာဖြစ်လို့လဲကဲတင်ချင်းကြောင့်ရလို့ဝမ်းမြောက်ခြင်းဖခင်ကောင်းမြတ်ကြောင်းကိုအမြဲတမ်းကြုံတွေ့ခံစားနေရတဲ့ကြောင့်ချီးမွမ်းနေကြတယ်လို့ပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာလည်းဖခင်ကိုချီးမွမ်းနေတော့သူအဖြစ်ခွင့်ကိုဘုရားကဖြစ်စေပေးတာဟာလေလုယာဘာဖြစ်လို့လဲဒီနေ့ကျွန်တော်ဟာနောက်ကျသောသူဒီအရင်ကျသောသူဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်ဟာအရင်ကျသောသူဖြစ်တယ်နော်ဟာလေလုယာဘယ်တော့တော့မှဘုရားရှင်ကောင်းမြတ်ခြင်းခံစားရလဲဘုရားရှင်ကအာဗြဟံဟာအဖြစ်ဣသေလလူမျိုးတွေကိုပဲခေါ်ခဲ့ပေမဲ့အဲ့ဒီခေတ်ကာလမှာကျွန်တော်တို့သာရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာကဲတင်ခြင်းမျိုးမရတော့ဘူးဖြစ်တယ်။ခေါ်ခြင်းရွေးနှုတ်ခြင်းကိုမခံရတော့သူဖြစ်တာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကဘုရားသခင်ရွေးနှုတ်ခြင်းကတင်နဲ့ကျွန်တော်အပေါ်ရောက်လာတဲ့အခါမှာတင်နဲ့ကျွန်တော်ဟာဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံသားဖြစ်ရတဲ့ကိုပြင်ဆင်ပေးတာဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်ဒီလိုပြောလို့ရှိရင်ကောင်းကင်နိုင်ငံသားဖြစ်ရတဲ့ဝမ်းမြောက်ခြင်းရတယ်ကျွန်တော်အထက်မှာသိပြီးတော့မရှိလို့ခံစားရတယ်။ဘာလို့ဆိုကျွန်တော်တို့ဥပမာအခုချိန်မှာလိုတိုပေါက်ကြည့်ပါလားဘယ်တော့ကျွန်တော်တို့ထခုံမလဲကျွန်တော်တို့ထီပေါက်ကြည့်ပါလားဘယ်တော့ကျွန်တော်ထခုံမလဲထီမပြောနဲ့ကျွန်တော်တို့ဘောလုံးပွဲကိုအားပေးတဲ့ဘောလုံးပွဲနိုင်ရင်တော့မှကျွန်တော်တို့ဘောလုံးတင်နိုင်တော့မှထခုံတာကျွန်တော်ကမ္ဘာဗလာတော့ဆိုလို့ရှိရင်အာဂျင်တီးနားကိုအားပေးတဲ့အသင်းတွေကျွန်တော်ရှင်ဒီစပိန်ကိုအားပေးတဲ့အသင်းတွေ France ကိုအားပေးတဲ့အသင်းတွေဆိုလို့ရှိရင်သူတို့အသင်းတွေနိုင်တဲ့အခါမှာသူတို့ကြီးတဲ့အလုံးလုံးတွေနဲ့တော့မှထခုန်ကြတယ်ကျွန်တော်တို့ခါကြောက်ရှင်ကောင်းကင်နိုင်ငံသားဖြစ်ပြီနော်ကောင်းကင်နိုင်ငံသားနော်ဆိုတဲ့အရာကလေဩငါသိပါတယ်ကွာကောင်းကင်နိုင်ငံသားဖြစ်ငါသိပါတယ်ကဲချင်းကငါသိပါတယ်စပြီးတော့ကျွန်တော်ဒီကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့လေအရင်သိတဲ့ခါမှာဝ
ဝမ်းမြောက်ခြင်းမရှိတယ်တော့ခါတည်းမှာဒါပေမဲ့တကယ်ဝမ်းမြောက်ခြင်းစိတ်ကလေဒီကဲတင်ချင်းကြောက်ရတဲ့ဝမ်းမြောက်ခြင်းစိတ်ကတာလေကျွန်တော်တို့ကိုခိုင်မြဲစေတာခိုင်ခဲ့စေတာဖြစ်တယ်ဟာလေလုယာကျွန်တော်နာယောဂပျောက်သွားလို့ရတဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ကိုယုံကြည်ခြင်းတော့မခိုင်မြဲစေဘူးကျွန်တော်တို့ကောင်းစားသွားလို့အလုတ်မှာလစာတိုးလို့ဖြစ်တဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ကဲတင်ကျွန်တော်တို့ကိုမခိုင်မြဲစေဘူးနောက်တစ်နေ့လောက်ကိုလို့ရှိရင်လစာနဲလာပြန်ပြီလစာထပ်တိုးဖို့မတိုးပြီးလို့ရှိရင်စိတ်ဆိုးမယ်ဒါပေမဲ့ကဲတင်ချင်းကြောက်ရတဲ့ဝမ်းမြောက်ခြင်းကဘယ်တော့မှမပြောင်းနိုင်ဘူးဟာလေလုယာဒါကြောင့်မို့ဒါဝိဆရာကပြောလဲဆိုရင်ပြန်၍ပေးမှုပါကဲတင်ချင်းကြောက်ဝမ်းမြောက်ခြင်းအကျွန်ုပ်စိတ်ဝိညာဉ်ကိုပြုပြင်မှုပါအကျွန်ုပ်စိတ်ဝိညာဉ်ကိုကဲတင်မှုပါဟာလေလုယာဒါဝိဆရာဒါဝိဆာလန်ဆရာဒါဝိကြီးကသူ့ရဲ့တတမှာသူကဲတင်ချင်းကြောင့်ရတဲ့ဝမ်းမြောက်ခြင်းကြောင့်သူဝမ်းမြောက်ခဲ့ပေမဲ့သူတီဆိုခဲ့ပေမဲ့သူ့ရဲ့တတမှာသူဘာသာရှေဘနဲ့ပြစ်မှာပြီးတော့သူလုံးဝသူအပြစ်နိုနဲ့ရောက်သွားတဲ့ခါမှာသူ့ရဲ့စီးစိမ်တွေသူ့ရဲ့ဘယင်ဖြစ်ခြင်းကသူ့ကိုမောင်းမတော့စေနိုင်တော့ဘူးသူပြစ်မှားခဲ့တဲ့ဘာသာရှေဘအဖြစ်သူပြစ်မှားခဲ့တဲ့သူအရင်မြစ်တက်ကလို့ကြိုက်လို့ချစ်လို့သူဖျားကိုပုံလွန်ဆန်ပြီးတော့ပြစ်မှားခဲ့တဲ့သူအရဲ့ပျော်ရွှင်စရာဖြစ်ခဲ့ဘူးတဲ့ဒီဇနီးဘာသာရှေဘကလည်းသူ့ရဲ့ဝမ်းမြောက်ခြင်းမဖြစ်နိုင်တော့ဘူးသူဒုက္ခချင်းကြက်ရတော့ခါမှာဒါပေမဲ့သူတောင်းဆိုတဲ့အရာကဘာလဲဆိုရင်သူဒုက္ခအချင်းချက်ရောက်သွားတဲ့ခါမှာသူ့ရဲ့ဝမ်းမြောက်ခြင်းနဲ့သူ့ရဲ့ပျော်ရွှင်ခြင်းနဲ့သူ့ရဲ့စိတ်ချခြင်းနဲ့အားလုံးပျောက်ဆုံးသွားတဲ့ခါမှာသူဘာပဲပြန်တောင်းလဲဆိုလို့ရှိရင်ပြန်ရွေ့ပေးမှုပါကဲတင်ခြင်းကြောင့်ဝမ်းမြောက်ခြင်းဟာလေလုယာဒီနေ့မှာကျွန်တော်တို့ယုံကြည်သူတွေတက်တာမှာလဲတခါတည်းမှာကျွန်တော်တို့ကဲတင်ခြင်းကြောင့်စတင်ကဲတင်ခြင်းရပြီးတော့ဝမ်းမြောက်ခဲ့ပေမဲ့ကျွန်တော်တို့လောကမှာကြုံတွေ့ရတဲ့ဒုက္ခတွေပြဿနာတွေအခက်အခဲတွေတော့ကျွန်တော်တို့ဝမ်းမမြောက်နိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်ဒီအချိန်မှာကျွန်တော်တို့ဘာပြန်တောင်းရမလဲဆိုရှင်ကိုရောကဲတင်ချင်းကြောင့်ရတဲ့ထိုဝမ်းမြောက်ခြင်းကိုပြန်ပေးပါဟာလေလုယာဟာလေလုယာဘုရားရှင်ကတင်တဲ့ကျွန်တော်ကိုရွေးချယ်တဲ့ရွေးနှုတ်တယ်ဒီရွေးချယ်ရွေးနှုတ်ခြင်းရဲ့ကဲတင်ချင်းကြောင့်ရတဲ့ဝမ်းမြောက်ခြင်းတော့ကျွန်တော်နေ့ရက်စဉ်တိုင်းမှာချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းနဲ့စက္ကပ်ခြင်းနဲ့ပေးဆက်ခြင်းတို့ဘာလို့ပြန်မှာရည်ကြည်တာဖြစ်တယ်ဟာလေလုယာကြောင့်မို့ဒီနေ့ကျွန်တော်ဒီနေ့မှာကျွန်တော်အရင်ကျေးဇူးတင်တာပါလဲဆိုလို့ရှိရင်ဒီ New Year's just မှာလေကျွန်တော်တို့ညီကိုဆွေမျိုးတိုင်းဝိုင်းချင်းတွေဖြစ်ပေမဲ့ကျွန်တော်တရားနဲ့တရားနားလည်ခြင်းတရားနဲ့ကြောက်ခွန်အားပေးခြင်းတရားနဲ့ကြောက်ကျွန်တော်တို့ခွင့်လွှတ်ခြင်းဒါတည်းမကသေးဘူးအသင်းတော်အတွက်ဆိုလို့ရှိရင်လုံးဝတကယ်ကိုနော်စိတ်လိုက်မှန်ပါဘောနော်ကျွန်တော်တို့စိတ်လိုက်မှန်ပါလို့ပြောတဲ့အခါမှာမကောင်းတဲ့ဘက်မဝင်နဲ့ပေါ့နော်ကျွန်တော်ကောင်းတဲ့ဘက်စိတ်လိုက်မှန်ပါတကယ်ကိုအစွမ်းရှိသမျှနဲ့ကျွန်တော်တို့လှုပ်ဆောင်နေပါဝင်နေစက်ကတ်တယ်ဒီအရာကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော် New Year's Church ဆိုလို့ရှိရင်တကယ်ကိုဝိညာဉ်ရေးရမှာကျမ်းမာတော့တင်တော်ဖြစ်ပါလားဆိုတော့ကျွန်တော်ခံစားမိတယ်ဟာလေလုယာဥပမာမွန်ထိုက်ဆိုလို့ရှိရင်တကယ်အဝေးကြီးကနေ2 နာရီလောက်ကနေပြီးတော့10 နာရီခွဲလောက်ကြောက်နေတယ်တို့တိုက်တွန်းတဲ့အခါမှာရောက်လာနိုင်တယ်သူရောက်လာပေးတယ်စဉ်းစားကြည့်မှဆိုလို့ရှိရင်မနေ့9 နာရီထားဖို့ကတိတ်တော့အဆင်မပြေဘူးတော့ဖျားကြောင်သွားဖို့အတွက်မနေ့6 နာရီ9 နာရီထားဖို့ဆိုတာကမလွယ်တော့မလွယ်ဘူးဒါပေမဲ့သူ့ရဲ့တက်တာကသူပေးဆက်ချင်တဲ့ညပုံမှာသူရောက်ရှိလာတယ်ဥပမာကျွန်တော်တို့ဒီမှာဟင်းချက်ပေးတဲ့ကျွန်တော်တို့ရဲ့မီဒီယာဥဆောင်တဲ့เนาะကျွန်တော်တို့ရဲ့မမီလေးဆိုလို့ရှိရင်တကယ်ကိုပါမနေ့စောကြီးထားပြီးတော့ဟင်းချက်တယ်လို့ကျွန်တော်ပြောကြားတယ်ချိန်ကိုပေါ့နော်တကယ်တင်းတော်အတွက်အတင်းတို့တင်းသားတွေကောင်းမှုဆိုတာစားပါလေစေဆိုတဲ့နှလုံးသားနဲ့အရှင်ကြီးဖြစ်တဲ့ကျွန်တော်တို့ရဲ့ကိုဂျီမိုးအတင်းတို့ဂျင်းတို့ကြီးကိုဂျီမိုးကလည်းpossible လောက်ချင်ပေမဲ့တိခံပေးတယ်နော်ကျေးဇူးတော်ချီးမွမ်းတယ်ဟာလေလုယာတကယ်ကိုနော်တကယ်ညညမှာတကယ်ကိုကြီးထွားလာတယ်ဘုရားခင်မျက်နှာထောက်ထားပြီးတော့ဒီအတင်းတော်အတွက်ကျွန်တော်လှုပ်ဆောင်လာတယ်လှုပ်ဆောင်နေတယ်ဒါကြည့်တဲ့အခါမှာတကယ်ကိုဝမ်းမြောက်စရာဖြစ်တယ်ကျွန်တော်တို့အတင်းတော်ဆိုလို့ရှိရင်တကယ်ကိုဘုရားခင်ကျေးဇူးတော်ကြောင့်တယောက်နဲ့တယောက်စီးလုံးနဲ့ညီညွတ်တဲ့အသင်းတော်အတွက်ဆိုလို့ရှိရင်တလုံးတော်လည်းဖြစ်တယ်သူတို့ကိုညာလင်းလို့ဆိုလို့ရှိရင်လည်းပေါ့နော်တကယ်ကိုရှိတဲ့နေရာမှာခန္ဓာမှာပါဝင်ပေးနိုင်တဲ့ကျွန်တော်တို့ကိုညာလင်းလို့ဆိုလို့ရှိရင်တကယ်မနိုင်ပြောမှဆိုလို့ရှိရင်ဒီနောက်ဆိုကျွန်တော်တို့တလမှာတစ်ခါတော့မှတိတ်မတွေ့ရအောင်နော်တလမှာတစ်ခါတော့မှတွေ့ရတယ်ဆိုရင်တကယ်ဟာနည်းနည်းတွေ့ရရောင်းဝမ်းတာလို့ဆိုပြောရတဲ့အဆင်ဖြစ်ပေမဲ့ဒီခုလိုဆိုရှင်တစ်ပတ်မှာအမြဲတမ်းပုံမှန်တစ်ခါပေါ့နော်ကျွန်တော်တို့အမြဲတမ်းတွေ့နေရတယ်ဒီຢာတွေမှာကျွန်တော်တို့ဒီຢာကဘာကိုပုံဆောင်လဲဆိုရင်
ကျွန်တော်ဒီ new ရေစုတင် chest မှာရှိတဲ့အသင်းသူသင်သားတွေကဆိုလို့ရှိရင်ဖျားကိုချစ်ပြီးတော့ဖျားကိုကြောက်ပြီးတော့ဖျားရဲ့ဖျားပေးတဲ့ကယ်တင်ခြင်းပေါ်မှာဝမ်းမြောက်တော်သူတွေဖြစ်နေတယ်ဆိုတာကိုပုံသက်ဖြစ်တယ်ဟာလေလုယာအာမင်အကြောင်းကျွန်တော်တက်တာမှာဆက်လက်ပြီးတော့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကနောက်ကျတော်သူဖြစ်ပေမဲ့အရင်ကျတော်သူဖြစ်တယ်ဆိုတဲ့အရာကိုစင်တော်ထဲမှာဆွဲလန်းပြီးတော့ဣဒီလလူမျိုးတွေခံစားခဲ့တဲ့ကောင်းချီးမင်္ဂလာယေရှုခရစ်တော်အဖြစ်သင်တဲ့ကျွန်တော်တို့ဖြစ်တယ်ဆိုတာကိုယုံကြည်ဆွဲလန်းပြီးတော့နေ့ရက်စဉ်တိုင်းမှာညီးတွားမယ့်အစားချီးမွမ်းကြရအောင်ဟာလေလုယာကျွန်တော်တို့ဝမ်းနည်းမယ့်အစားဝမ်းမြောက်ကြရအောင်ဟာလေလုယာကျွန်တော်တို့သူတစ်ပါးကိုညှူဆူမဲ့အစားသူတစ်ပါးအတွက်ကောင်းချီးပြုတော်သူဖြစ်ရအောင်ဟာလေလုယာသူတစ်ပါးကိုကျွန်တော်တို့မနာလိုနေမဲ့အစားသူတစ်ပါးကိုကျွန်တော်တို့ချီးဆူတောင်းပေးတော်သူဖြစ်ရအောင်ဟာလေလုယာဒီနေ့ဒါကြောင့်မို့နှုတ်ကပတ်တော်အဖြစ်ရောက်စတဲ့မှာဘုရားရှင်ကဲ့တင်ချင်းကြောင့်ရတော်ဝမ်းမြောက်ခြင်းကိုပြန်၍ခံစားရဖို့ပြင်ဆင်ပေးပါစေအာမင်ဟာလေလုယာဖြစ်ချင်တဲ့ကျွန်တော်တို့ချီးမွမ်းခြင်း